မုံဟင်းကအရန်ဆက်တယ် Today I will be tasting Yangon's famous amazing mohinga ဒါမှတကယ်အရသာအစ်စ်ပဲမုံဟင်းကအရန်ဆက်တယ်မုံဟင်းကအရန်ဆက်တယ် မိုဟင်္ဂါကတကယ်စားလို့ကောင်းပါတယ်ကျွန်တော်စားသလိုလိုက်စားကြည့်ကြပါလို့တိုက်တွန်းချင်ပါတယ်အရသာကလည်းတကယ်ကောင်းမှုပြီးမြန်မာဆန်ပါတယ်ဒီနေ့အတွက်တော့ဒီလောက်ပါပဲနောက်ဗီဒီယိုများမှာထပ်ပြီးတော့စားပြပါဦးမယ်ကျွန်တော်ကိုချစ်ခင်နှစ်သက်တယ်ဆိုရင်ဖြစ် like လေးကိုနှိပ်ပြီး subscribe လည်းလုပ်ပေးကြပါဦးဗျ